ရုတ်တရက်လူတစ်ယောက်ဟာမောပန်းပြီးနှလုံးဟာရင်ဘတ်ထဲကနေအပြင်ကိုပေါက်ထွက်လာပါတော့တယ်။ဘာမှမလုပ်နိုင်ခင်မှာပဲနေရာတင်ပွဲချင်းပြီးတေဆုံးသွားခဲ့ပါတယ်။စုံထောက်ဆန်တဲ့တင်းတို့ဟာသူတို့ရဲ့တက်တန်းတစ်လျှောက်မှာဒီလိုထူးဆန်းတဲ့ဖြစ်ရမျိုးတစ်ခါမှမမြင်ဘူးတာကြောင့်တေဆုံးသူရဲ့ရင်ဘတ်ကအပေါက်ကြီးကိုကြည့်ပြီးအံ့အားသင့်နေကြပါတယ်။အဲ့ဒီနောက်မကြခင်မှာပဲနောက်ထပ်ထူးဆန်းတဲ့မတော်တဆမှုတစ်ခုထပ်ဖြစ်ပြန်တယ်။လူတစ်ယောက်ခေါင်းမိုးပေါ်ကနေခုန်ချပြီးကိုတက်သေးဖို့ကြိုးစားခဲ့ပေမဲ့သူဟာအောက်ကိုငုံမကြည့်မချင်းလေထဲမှာထူးဆန်းစွာတွဲလောင်းကြီးမျောနေခဲ့ပါတယ်။အရာအလုံးဟာကာတွန်းလောကထဲရောက်သွားသလိုပါပဲ။နောက်ထပ်ဖြစ်ရက်ကတော့ပိုတောင်ထူးဆန်းပါသေးတယ်။ဘန္နာပြတိုင်းမှုတစ်ခုဖြစ်ပွားခဲ့ပေမဲ့ဓပြတွေဟာနေရန်ပေါ်မှာစတေကာအမဲရောင်တစ်ခုကိုကတ်လိုက်ပြီးအဲ့ဒီထဲကနေဖြတ်ပြေးကလွတ်မြောက်သွားကြပါတယ်။သူတို့ကိုလိုက်ဖမ်းတဲ့လုံခြုံရေးဝန်ထမ်းကိုတားဆီးဖို့အတွက်သူတို့ဟာတတန်လေးတဲ့တန်တုံးကြီးတစ်ခုကိုခေါင်းပေါ်ပြုတ်ကျအောင်လုပ်ခဲ့ကြတယ်။ဒါဟာနာမည်ကြီး Looney Tunes ကာတွန်းတွေကအခန်းတစ်ခန်းတိုင်းပါပဲ။ဒီဖြစ်ရက်၃ခုလုံးကိုစုံစမ်းစစ်ဆေးကြည့်တဲ့အခါမှာတော့ဒီမတော်တဆမှုတွေအားလုံးဟာ Fred လို့ခေါ်တဲ့အဖိုးကြီးတစ်ယောက်ရဲ့ပတ်ဝန်းကျင်မှာပဲဖြစ်ပျက်နေတာကိုတွေ့ရှိခဲ့ရပါတယ်။တကယ်တော့ Fred ဟာစွမ်းအားကြီးတဲ့စိတ်စွမ်းရည်ရှင် Psychic တစ်ယောက်ပါ။ဒါပေမဲ့သူဟာတငယ်ပြန်ယောဂ Dementia ခံစားနေရတာကြောင့်တနေ့လုံးထွေးကနေကာတွန်းတွေပဲထိုင်ကြည့်နေတတ်ပါတယ်။သူ့ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေဆိုးရွားလာတာနဲ့အမျှသူတွေးသမျှအရာအလုံးဟာလက်တွေ့လောကမှာတကယ်ဖြစ်လာပါတော့တယ်။ဒီထဲမှာသူမြင်သမျှတွေဟာပြင်ပလောကမှာလိုက်ဖြစ်နေတာပါ။ဒါပေမဲ့အလှည့်ပြောင်းကတော့ Fred ဟာဒါကိုတမင်တက်လုပ်နေတာမဟုတ်ပါဘူး။တစုံတစ်ယောက်ကသူ့ကိုအသုံးချနေတာပါ။အဲ့ဒီလူကတော့ Fred နေထိုင်တဲ့ဘိုးဘွားရိပ်သာရဲ့ဒါရိုက်တာပဲဖြစ်ပါတယ်။ဒါရိုက်တာဟာ Fred ကိုဘန်နာမှာရှိတဲ့ကားတစ်စီးထဲမှာထိုင်ခိုင်းပြီးနေရန်မှာအပေါက်ဖြစ်အောင်ကာတွန်းတွေပြထားခဲ့တာပါ။ DN ကဒါရိုက်တာကိုတားဆီးဖို့တနက်နဲ့ပြစ်လိုက်တဲ့အခါ Fred ရဲ့စွမ်းအားကြောင့်တနက်ဟာကလေးကစားစရာတနက်အဖြစ်ပြောင်းလဲသွားပါဆန်နဲ့သူတို့ရဲ့ကောင်းကင်တမန်တငယ်ချင်း cast တို့ဟာ Fred ရဲ့စိတ်အာရုံတွေကိုဝင်ရောက်သွားကြပါတယ်။အဲ့ဒီမှာဆန်က Fred တယောက်ကာတွန်းလောကထဲမှာပျော်ရွှင်နေတာကိုတွေးလိုက်ရပြီးအပြင်လောကမှာပျက်စီးဆုံးရှုံးမှုတွေဖြစ်နေတာကိုသူလုံးဝမသိရှာပါဘူး။ဆန်က Fred မင်းရဲ့စွမ်းအားတွေကြောင့်အပြင်မှာလူတွေတည်နေပြီးမင်းတို့ထမှဖြစ်မယ်လို့ရှင်းပြခဲ့ပါတယ်။အခု Fred မှာခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုချမှတ်ဖို့ရှိလာပါပြီ။သူ့ရဲ့တာယာတဲ့စိတ်ကူးရင်လောကမှာဆက်နေမလားဒါမှမဟုတ်နာကျင်စရာကောင်းတဲ့လက်တွေ့လောကကိုပြန်ထွက်လာမလားဆိုတာပါပဲ။တစ်ဖက်မှာလည်းဒါရိုက်တာဟာထွက်ပြေးဖို့အတွက်နေရန်မှာစတေကာကတ်လိုက်ပေမဲ့ဗနိုးသွားပြီဖြစ်တာကြောင့်ဒီတစ်ခါတော့အလုံးမဖြစ်တော့ပါဘူး။ဒါကိုသိသွားတဲ့ဒါရိုက်တာကဒီရင်ကိုတက်ဖို့တနက်ကိုကောက်ကင်လိုက်တဲ့အချိန်မှာ Fred ရောက်လာပြီးသူ့ရဲ့စွမ်းအားနဲ့ဒါရိုက်တာကိုတားဆီးနိုင်